Infinity ဥကိန်းဝင်လို့ရှိရင်60ရာခိုင်နှုန်းရက်နေတဲ့ error လေးဖြစ်သွားပါတယ်နော်ဒါကြောင့်မလို့ application လေးနဲ့ဆော့ကစားလို့မရသေးပါဘူး application နဲ့ဆော့ကစားလို့မရသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ developer တွေကအတက်နိုင်ဆုံးစူးစမ်းပေးထားပါတယ်ပို့လေးတစ်ခုထောက်ပေးထားပါတယ်အဲ့ဒီပို့လေးထဲမှာဝင်ဆော့ပြီးလို့ရှိရင် MB point မိနစ်တွေရပါတယ်ပိုးလေးရဲ့အသုံးပြုပုံကိုကျွန်တော်ရှင်းပြပေးမယ်နော်ပိုးလေးကိုအရင်ဆုံးဘယ်လိုတောက်ရမလဲဆိုတော့ကျွန်တော်တို့ရဲ့ channel ထဲကိုဝင်လိုက်မယ်ပြီးလို့ရှိရင်ပင်ထောက်ထားတဲ့ message လေးကိုနှိုက်လိုက်ပါပြီးလို့ရှိရင်အောက်မှာ TTO auto play ပေါ်နဲ့ဆော့ရန်လေးဆိုတော့အဲ့ဒီလေးကိုကျွန်တော်နှိုက်လိုက်မယ်စတက်လေးနှိုက်လိုက်ပါ play button ခလောက်လေးကိုနှိုက်လိုက်ပါပြီးလို့ရှိရင်ဒီလိုလေးပေါ်လာမယ်ဒီလိုလေးပေါ်လာလို့ရှိရင်တုံးကင်ဆိုတာလေးက key နဲ့ login ဝင်ရတာကိုပြောတာပါဖုန်း OTP ဆိုတာကဖုန်းနံပါတ်ထည့်ပြီးတော့ OTP ကောက်တောင်းပြီးတော့ login ဝင်ရတာပါတုံးကင်လေးနဲ့အရင်ဆုံးကျွန်တော် login ဝင်ပြပေးမယ်နော်တုံးကင်လေး key ကဘယ်လိုယူရမလဲဆိုတော့ကျွန်တော်တို့အရင်ဆုံး TTO application ထဲကိုဝင်လိုက်ပါဝင်ပြီးရင်ဒီလိုလေးပေါ်လာမယ်ဒီကောင်လေးကို copy ယူလိုက်မယ်ဒီ key ခလောက်လေးကိုနှိုက်ပြီးလို့ရှိရင် copy ယူလိုက်မယ်ယူပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်မှာသွားပြီးတော့ထည့်ရမလဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့ပြောပြပေးပါမယ်ကျွန်တော်တို့ key copy ယူပြီးတာဖြစ်တဲ့ကြောင့်မလို့ဒီကောင်လေးကိုကြာကြာလေးဖိပေးလိုက်ပါကြာကြာလေးဖိပေးလိုက်ပါပြီးလို့ရှိရင် PAST page ဆိုတာကောင်လေးကိုကျွန်တော်နှိုက်ပေးလိုက်မယ်နော်နှိုက်ပြီးလို့ရှိရင်ဒီကောင် gas account detail လေးကိုကျွန်တော်နှိုက်ပေးလိုက်ပါနှိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ reflect data လေးကိုနှိုက်ပေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့ play ဆိုတဲ့ cloud လေးကိုနှိုက်ပေးလိုက်ပါခင်ဗျပြီးလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးကိုနှိုက်ပေးလိုက်ပါဒီကောင်လေးနှိုက်မှာ auto ဘိုးလေးကအလောက်လောက်ပြီးတော့ gain လေးကစားလို့ရမှာဖြစ်ပါတယ်ခဏလောက်တော့စောက်ပေးလိုက်ပါဘာလို့လဲဆိုတော့ line မကောင်းဆိုရင်တော့ကြာလို့ပါဒီလိုမျိုးပုံစံလေးဖြစ်လာလို့ရှိရင်တော့ auto ဘိုးလေးစပြီးတော့အလောက်လောက်ပြီးတော့ကစားလို့ရပါပြီဘယ်လိုကစားရမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်နော်အသေးမဆိုင်ဆိုတာကအသေး6လုံးကနေဆိုင်1500လုံးကိုဟတ်စီရမလို့ပဲနဲ့ auto လဲပေးတာပေါ့နော်ဆိုင်မကစားခွင့်ဆိုတာကမိမိမှာရှိတဲ့ဆိုင်ကိုကစားခွင့်လဲတာကိုပြောတာပါစတက်အော်တိုဆိုတာကဂိမ်းကိုစပြီးတော့ကစားလို့ရမှာကိုပြောတာပါစတက်အော်တိုလေးကိုနှိုက်ပြီးလို့ရှိရင်ခဏလောက်စောက်ပေးလိုက်ပါဂိမ်းလေးကအော်တိုကစားပေးပါလိုက်မယ်နော် MB တွေရလာလို့ရှိရင်ဒီနေရာလေးမှာပြပေးလိုက်မယ်နော်ခဏလောက်တော့စောက်ပေးပါ line မကောင်းတဲ့ချိန်စာပါ line ကျက်တဲ့ချိန်နဲ့ဒီလိုပုံစံမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျဒါဆိုရင် MB လေးရပါပြီနော် MB ပေါက်နေပါပြီ21 MB ကနေ50 MB ကြားပေါက်နေပါတယ်နော်အရင်ဆုံးဒီမှာလေး MB လေးပေါက်နေပါတယ်နော် MB ပေးနေတဲ့အချိန်ဖြစ်နေပါတယ်ဒီအချိန်ကတော့ဒါတော့ gain error တက်လို့ဖြစ်တာပါဒါကတော့ကျွန်တော်ကစားခွင့်ကောင်းသွားပြီပေါ့နော်ကစားခွင့်ကောင်းသွားတဲ့အတွက်ကြောင့်မလို့ဆော့လို့မရသေးပါဘူးဆော့လို့မရတော့ဘူးနော်ရက်သွားပြီပေါ့နော်ဒါကျွန်တော်68 MB ရပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင်းအောင်ကြည့်ပေးကြတဲ့တငယ်ချင်းများကိုလည်းအားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ